ပြန်ကြားရေးနှင့်ပြည်သူ့စစ်ရေးဦးစီးဌာနအလုံးမြို့နယ် community center ခန်းမတွင်ယနေ့နေ့ပိုင်းကအချိန်အခါမရွေးမိဘအနေရဲ့တတိရှိစေခြင်းအသိပညာပေးတော်ရှုဆွေးနွေးပွဲကိုကျင်းပခဲ့ပါတယ်။အဆိုပါအသိပညာပေးတော်ရှုဆွေးနွေးပွဲတွင်အချိန်အခါမရွေးမိဘအနေရဲ့ဖြစ်ပေါ်တဲ့ကြောင်းကိုပြန်ကြားရေးနှင့်ပြည်သူ့စစ်ရေးဦးစီးဌာနအလုံးမြို့နယ်ရုံးမှရုပ်သံကျွမ်းကျင်သူဒေါ်လာဝင်းနှင့်စာရေးဆရာမပေါတို့ကယခုလိုပဲဆွေးနွေးသွားခဲ့ပါတယ်အချိန်ခါမရွေးမိဘေးအန်ဒီရန်ကတော့မြန်မာနိုင်ငံသားမကောက်တကဘာလုံးနော်အဲ့မှာဖြစ်တတ်တဲ့ဒါဖီယိုးဖြစ်စဉ်ဒါသဘာဝဘေးရန်တွေဖြစ်တယ်အဲ့တော့မြန်မာနိုင်ငံမှာတော့ဥရုသုံးနေရှိတယ်နှွေမိုးဆောင်ဥရုရာသီမရွေး24နာရီမရွေးချိန်ခါမရွေးမိဘေးအန်ဒီကိုကျမတို့ကသတိထားဖို့လိုတယ်။ဘာကြောင့်လဲဆိုနှွေရာသီကပူပြင်း6တဲ့ရာသီဖြစ်တဲ့ခါမှာမီးလောင်လွယ်တယ်။အဲ့တော့မီးလောင်မှုတွေအဖြစ်များတယ်ပေါ့နော်။ဒုတိယကတော့မိုးရာသီရောက်တဲ့ခါမှာမိုးရေထဲမှာပန်လာတဲ့အက်ဆစ်တက်ကမီးလောင်မှုပိုးပြီးတော့မှအားပေးတယ်။အဲ့တော့မိုးရင်းကလည်းမိဘေးအန်ဒီရကြောက်ရတာပဲ။ဆောင်းရာသီရောက်တဲ့ခါမှာလည်းဆရာမသိတဲ့အတိုင်းဆောင်းရာသီမြောက်ပြန်လေညင်းတွေတိုက်တယ်။မြောက်ပြန်လေညင်းတိုက်ခြင်းဟာဆိုကြမိဘေးကိုပို့ပြီးတော့မှပင့်အားတွေဖြစ်စေတဲ့ခါမှာဆောင်းလွန်ရောက်တဲ့ခါမှာလည်းကျမတို့မိဘေးကိုကြောက်ရတာ။အဲ့တော့ကျမအနေနဲ့ပြောချင်တာတော့မီးဆိုဒီမှာသုံးတက်ရင်တကယ်ကိုမိတ်ဆွေကောင်းဖြစ်တယ်မရှိမဖြစ်တယ်လို့လည်းတကယ်ကို essential ဖြစ်တယ်ပေါ့နော်သို့တော့အဲ့ဒီမီးကမိတ်ဆွေဖြစ်တဲ့မီးကိုကျမတို့ကစနစ်တကျမသုံးတတ်ဘူးဗျံပရာသုံးမယ်ပေါ့ဆာတွေလုံမယ်ဆိုတော့ဒါ तू ကမိတ်ဆွေကနေရန်သူအသွင်ကိုပြောင်းသွားပါတယ်အဲ့တော့မြတ်စွာဘုရားလည်းဟောကြားထားပါတယ်ရန်သူမျိုး၅ပါးထဲမှာမိဘေးကလည်းတပါးပါဝင်ဖြစ်တယ်ခင်ဗျာနော်သတိထားဖို့လိုပါတယ်လို့ဆိုခဲ့ပါဆရာမရှိဟုတ်ကဲ့ပါကျမတို့လင့်လာကြည့်တဲ့အခါမှာမြန်မာနိုင်ငံမိသက်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရာဆိုရင်တော့မြန်မာနိုင်ငံမှာအများဆုံးဖြစ်တဲ့မီးလောင်မှုဟာပေါ့ဆာမှုဖြစ်ပါတယ်ပေါ့ဆာမီးပေါ့နော်အဲ့တော့ပေါ့ဆာမီးကောင်းစင်အောင်မှာဘာတွေပါလဲဆိုစလိတ်တောက်ပြီးမီးမချင်းမဲနဲ့နော်လမ်းဘေးအမိုက်ပုံလေးပြစ်ထားခဲ့ရတယ်မီးလောင်တာတဲ့အချိန်ခါမီးရောထပြီးလောင်တာတွေဖြစ်တတ်တယ်လို့အိမ်မှာရှိတဲ့ဘုရားမီးကိုဖျောင်းနေနေပူဇော်မယ်စီမီကွက်နဲ့ပူဇော်မယ်စောင့်မကြည့်ဘူးအဲ့ဒီကနေဖြစ်သွားမယ်တချို့ကြတယ်ပါဆိုအမွှေးတိုင်းတွေထွန်းမယ်တချို့ကြတော့လည်းပါဆိုချင်းစေးကွေကိုအောက်ခံမပါဘဲနဲ့ထွန်းတယ်ဒါမျိုးတွေရှိသလိုဒီ21ရာစုဒီဘက်ခက်မှာဆိုရင်တော့ဒါဖုန်းတွေဒါတို့ကျမတို့ကအချိန်ခါတညာလုံးအာသနာမျိုးတွေဖြစ်မယ်ကွန်ပျူတာတွေ laptop တွေတညာလုံးเนาะအာသနာတွေဒီကနေပြီးတော့ wire shock တွေလည်းဖြစ်သွားတတ်တာတွေဖြစ်သလိုနောက်တစ်ခုကတော့နေတွေမှာတော့ကလေးတငယ်တွေကဒါအသက်အရွယ်ငယ်တဲ့ကလေးတွေကမီးချစ်နဲ့ဆော့တယ်မီးနဲ့ဆော့တယ်ပေါ့နော်ဒီလိုမျိုးတွေဖြစ်သလိုတချို့ကြတော့လည်းဒီခက်ကမိန်းကလေးအမျိုးသမီးအင်ရှင်မတွေကပါလဲဆိုဒဲနီဒဲပြာအိုးတွေအမတန်ပူတော့စီထည့်ထားမယ်ပြီးဖုန်းတွေလာမယ် TV လာမယ်စကားတွေပြောတဲ့အခါမှာပေါ့ဆာမီးနဲ့ဖြစ်သွားတာတွေဖြစ်တတ်သလိုအခုလက်ရှိဖြစ်နေတဲ့အများဆုံးကတော့ဈေးတွေဆိုင်ငန်းတွေမီးလောင်ကြတယ်နေတွေမှာလည်းပေါ့နော်အဲ့ဒါဘာလို့ကျမတို့ကဈေးတွေပိတ်တော့မယ်ရုံးတွေစက်ရုံးတွေအလုပ်တွေဆင်းတော့မယ်ဆိုအတိကတော့ breaker တွေချထားခဲ့မယ်ရှင်စေးမီးတွေအမွှေးတိုင်းတွေဖျားမီးဒါတွေကျမတို့သုံးထားလားနောက်ပြီးလို့ရှိရင်ဒါအမိုက်တရိုက်တွေမှာမီးရှို့ထားတာတွေရှိသလားဒါတွေအားလုံးကိုကျမတို့စစ်ဆေးဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကတော့အဓိကဖြစ်နေတာတွေကလည်းဘာတွေတွေ့ရလဲဆိုမြို့တွေမှာတော့ကျမတို့ဒီဝါယာကျိုးတွေဝါယာကျိုးဆိုတဲ့သဘောတရားနှစ်ကျော်ပြီဆိုတာသူကကျိုးတွေပေါက်နေမယ်အဲ့ရနေပြီးတော့မှခုနကပြော electric wire shock တွေဖြစ်ကုန်တယ်နောက်ပြီးတော့ safe guard တွေမကောင်းမိတ်တုတ်တွေဖြစ်နေမယ်အသက်လဲလိုက်တာကောင်းတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါအရက်သေးစာတောက်တဲ့လူတွေကဒါအတိသတိပြောက်ပြီးတော့မှရှုံမိတွေရန်ငါးမိတွေလည်းဖြစ်တယ်ဒါကြောင့်လည်းမိဘေးအန္တရာယ်တွေကိုဖြစ်စေပါတယ်နော်အဲ့တော့ဆရာမရဲ့မိကုံဖြစ်တဲ့မိဘေးအန္တရာယ်ကိုဘလို့ကာကွယ်မလဲနော်ကာကွယ်ရမှာဆိုတော့ဒါအိမ်တိုင်းမှာကျမတို့တွေကမိသက်ဆေးဘူးကိုဆောင်ထားဖို့လိုတယ်သို့တော့မိသက်ဆေးဘူးကဈေးကြီးတယ်လက်တကမ်းမှမရနိုင်ဘူးဆိုရင်တော့မိကတ်တွေမိချိတ်တွေရေပုံးတွေသဲပုံးတွေကိုအလုံးလောက်နော်အိမ်ပန်ဝင်ညက်မှာဆောင်ထားဖို့လိုတယ်နောက်တစ်ခုကတော့လောင်စာစီတွေလုံးဝကျမတို့မတူလောင်ပါနဲ့တရားမဝင်ပါဘူးနော်အဲ့လိုမျိုးဒါမျိုးမလုပ်တော့ချန်တွင်းချန်မြန်မှာလည်းကျမတို့သိရွက်6တွေကိုတချို့တွေမီးရှို့နေတယ်ဒါတွေကလည်းတရားမဝင်ပါဘူးစီပယံသတ်မှတ်ထားတာတော့သတ်မှတ်တဲ့နေရာမှာသွားပြီးတော့မှအမိုက်မှာပုံအောင်မှာဖြစ်တော့လဲပဲတချို့တွေကပိုရူကိုရမီးရှို့လိုက်တယ်ပြီးရင်ရေကိုလည်းစင်အောင်မလောင်းတဲ့ခါမှာအဲ့ဒီကနေအချိန်မတော်ထပြီးတော့မှမီးလောင်မှုတွေပေါ့ဆာမီတွေဖြစ်ကုန်တယ်ပေါ့နော်အထူးသတိပေးချင်တာတော့ကျမတို့မိသားစုတွေအပြင်ထွက်ကြမယ်အိမ်မှာတယောက်မှမကြံဘူးဆိုရင်လူတွေကတော့အပြင်ထွက်ရင်တော့ခတ်ကိုပဲသတိရတယ်သို့တော့အဓိကအရေးကြီးတာ breaker ချပါနော်မီးကအချိန်မီပြက်ရင်ပြက်မဲ့လိုင်းလာမယ် breaker တွေချတဲ့ခါမှာအပြင်မထွက်ခင်မှာပြန်ဆက်လိုက်ပါအောင်ဖျားစင်တွေမှာပါချင်းစေးမီးရှိမလားအမွှေးတိုင်းရှိမလားဖျောင်းနိုင်မီးတွေရှိမလားကိုယ့်အိမ်မှာ gas မီးဖို့သုံးတဲ့လူဆိုတဲ့ gas ခလုတ်ကိုတေချာမောင်းနှံနေချထားခဲ့ရလားနောက်ပြီးတော့ဒီချန်တွင်းချန်မြန်မှာမီးရှို့ထားတဲ့ခါမှာဒီမီးဘေးပေါ့မီးချင်းမညံရှိလားရေးတွေလောင်းလိုက်ပါအဲ့ဒါတွေပြီးမှလုံးဝတော့ခတ်ပြီးမှအပြင်ထွက်ကြပါလို့ကျွန်မသတိပေးချင်ပါတယ်နော်ဆက်ပါဆရာပါအဆိုပါဒီပညာပေးတော်ရှုဆွေးနွေးပွဲတွင်မိဘအန်ရဲ့ကြိုတင်ကာကွယ်ရနှင့်အသိပညာဗဟုသုတရစေရာအကြောင်းအရာများကိုလည်းဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ဤသတင်းကိုပြန်ကြားရေးနှင့်ပြည်သူ့စစ်ရေးဦးစီးဌာနအလုံးမြို့နယ်ရုံးမှကျွန်တော်ကျော်စင်ဟိန်းကပေးပို့ထားပါတယ်။